Along with Minglaba, Family Worship Center, and Pilapiro Chusubare, Family Worship Center, go Chide, Abida Yao, Chesina, Gulepia, the King on GB, Base, the Facebook Pigule, Nate Daima, or Jansa Api, General Pajume, Jansa Api, Kunapi, or Pime, a Dojamlo, Lion Follow, Sheri, Lupo Lebe Banelo, General Tonsu Chimare, did it. ဘာကြောင့်ဝင်နေတာလဲနော်ဒီနေ့တင်ဘာကြောင့်ကြီးကွေးတာလဲဘုရားကတင်ကိုဘာပြောလဲနော်ကျွန်တော်ကိုဘာပြောလဲဆိုတာဒီနှုတ်ပါတော်အဖြစ်ကျွန်တော်တို့ဆက်လက်ပြီးတော့ခွန်အားယူကြရအောင်ရှမသက်ခရစ်ဝင်အခန်းကြီး30အပိုင်းငယ်28ရှမသက်ခရစ်ဝင်အခန်းကြီး30အုပ်အောင်မှာရှိတယ်နော်အပိုင်းငယ်28ကနေကျွန်တော်ဖတ်တော့မှာဖြစ်ပါလေဝင်လေးပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမယ်လို့ယေရှုခရစ်တော်ကပြောပါတယ်ငါတပူကိုတင်၍ထံကြလောငါထံ၌နီးခံကြလောငါသည်နှုညတ်တည်မွေသောစိတ်တော်ရှိ၏တင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရကြလိမ့်မယ်အကြောင်းမူကားငါတပူသည်ထမ်းလွေ၏ငါအဝန်ပေါ်၏မိတော်မူ၏ငါထံသို့လာကြပါလို့ယေရှုခရစ်တော်ကပြောတယ်ငါကနူးညံ့တဲ့စိတ်တော်ရှိတယ်နော်တိမ်မွေးတဲ့စိတ်တော်ရှိတယ်စိတ်နှိမ့်ချတဲ့စိတ်တော်ရှိတယ်ငါထံသို့နီလာခံပါငါအဝန်ဟာပေါ်တယ်လို့ယေရှုခရစ်တော်ကပြောတယ်ဒီနေ့ပါအတွက်ကြောင့်ဝန်နေနေတယ်လောကမှာဝန်နေရှိရတယ်ကြီးကွဲရှိရတယ်နော်ဝန်လေးရှိရတယ်အများကြီးရှိတော့လည်းပဲတယောက်တယောက်ကမတူပါဘူးဘလောက်ပဲမတူညီချင်းတွေရှိပါစေဘယ်အရာပဲဖြစ်ဖြစ်ယေရှုခရစ်တော်ကပြောပါတယ်ဝန်လေးပြီးမှတော့တပွန်တို့ငါထံသို့လာပါငါသည်ဒီတို့ကိုချမ်းသာပေးမယ်လို့ပြောတဲ့ယေရှုဟာတကယ်လည်းပဲပေးနိုင်တဲ့ဘုရားဖြစ်တယ်အသက်ရှင်တဲ့ဘုရားဖြစ်တယ်ယနေ့မနေ့နောင်ကာလမပြောင်းမလဲတဲ့ဘုရားဖြစ်တယ်ဆိုတာမမိတ်ပါနဲ့လို့ကျွန်တော်ဒီနေရာကနေဒီကျမ်းချက်အဖြစ်ခွန်အားပေးချင်ပါတယ်အရောက်ချင်းရှိတဲ့ကိုယေရှုနာမနဲ့ကောင်းချီးပေးပါတယ်အားလုံးကို God bless you ပါ thank you bye bye